대화리야 자러 두 사람은 어디에 있습니까? 뚜루네야가 베니야마 실리바들레 이번 역은 어디입니까? 리드카우 부라영아 베니야마 바레 အဲ့တော့ DA နဲ့ James ကမီအောက်ရထားစီးကြတာပေါ့နော် 여기 앉을까요? DA가မေးလိုက်တယ် ဒီနေရာမှာ ထိုင်မလား James가 ပြောတယ် 아니요 앉지 마세요. 못ထိုင်ပါနဲ့ 다음 역에서 내려요.နောက်부라요마 쌤에 그럼 문 옆으로 나갈까요? ဒါဆိုလို့ရှိရင် တကားရဲ့ အရှေ့ဘက်ကို သွားကြမလား 네, 저쪽으로 갑시다. ဟုတ်ကဲ့ ဟိုဘက် နော် ဟိုဘက်ကနေပြီးတော့မှ သွားကြစို့ ဒီ애ကနေပြီးမှ ပြောတယ်ပေါ့နော် ဒီဟာချောမှာရှိတဲ့လူတွေကိုနည်းနည်းဖယ်ခိုင်းတဲ့ပုံစံမျိုးပေါ့နော် 내립니다. 좀 비켜주십시오. 쌤으로 봐. 너네လောက် ဝေးဖယ်ပေးပါ အဲ့တော့ James가 ပြောတယ် 사람이 많으니까 조심하세요. လူတွေများတာကြောင့်မလို့ သတိထားပါ နော် ဂရုစိုက်ပါ ဆိုလို့ရှိရင် ဒီ lesson 3 ပေါ့နော် 사람이 많으니까 နော် 사람이 많으니까 조심하세요. နော် ဒါလေးကပြီးသွားပါပြီ အဲ့တော့ lesson 4 မှာပြန်ပြီးတော့တွေ့မယ်နော်